တဲ့အနာဂတ်တွေစေကုအိမ်မက်တွေအများကြီးရှိပါသလားအလောက်ကင်ခွန်လန်းကောင်းတွေကိုလည်းရှာဖွေနေပါသလားဒါဆိုရင်တော့ Forman College Malaysia ကတိုက်ရိုက်ပေးရချင်းမြင်မယ် Professional Diploma ဘွဲ့ကိုရယူပြီးအထူးခွင့်ရအနေနဲ့ပညာသင်ကြားရေး tuition fee ကို 100% အခမဲ့နဲ့တက်ရောက်နိုင်မှာဖြစ်ပါတယ်ဒီခွင့်ရကြီးဟာခြေကပညာထက်တဲ့ကြောင့်အောင်မြင်ပြီးသူတွေတက္ကသိုလ်တက်ရောက်စေကျောင်းသားကျောင်းသူတွေဒါမှမဟုတ်လက်ရှိ career ကိုပြောင်းလဲဖို့အတွက်အရေးပဲထားသူတွေအလောက်ကင်ခွန်လန်းကောင်းတွေပိုင်ဆိုင်တဲ့သူတွေအတွက်အထူးသင့်တော်ပါတယ်Forman College ဟာနော်ထာ Business and Language School ရဲ့ဘာသာကျောင်းဖြစ်ုံနဲ့မကမလေးရှားအစိုးရရဲ့ပညာရေးဝန်ကြီးဌာနနဲ့ Malaysian Qualification Agency MQA တို့ကပါပြေဝသိမှတ်ပြုထားတဲ့ college ကျောင်းတစ်ကျောင်းဖြစ်ပါတယ်။ဘာကြောင့်တက်ရောက်တယ်လဲဆိုရင်တော့သင်ဟာမလေးရှားအစိုးရရဲ့အသိမှတ်ပြု Diploma ဘွဲ့တစ်ခုကိုလည်းပိုင်ဆိုင်ထားခြင်းနဲ့ဒါမှမဟုတ်အလုပ်ကိုင်ခွင့်လန်းကောင်းများစွာကိုလည်းရယူခြင်းနဲ့ဆိုရင်တော့ဒါဟာသင်အတွက်ခွင့်ရပါပဲ။ဒါအပြင်နော်ထာ Business and Language School မှာဝိုင်းဆရာမကြီးတွေက assignment based presentation group project တွေနဲ့စာတွေ့လက်တွေ့ပေါင်းစပ်ပြီးထိရောက်စွာသင်ကြားပို့ချပေးမှာဖြစ်ပြီး campus မတက်ရောက်နိုင်တဲ့သူတွေအတွက်လည်းသင်တန်းကိုရုံးချလို့စီစဉ်ပေးထားပြီး online learning zone class နဲ့ recording video class နှစ်မျိုးလုံးရှိတာကြောင့်သင်စီပညာကိုရွေးချယ်တက်ရောက်နိုင်ပါတယ်။ဒီကြောင့်မို့ပုံစံထိရောက်ဖို့အတွက်လူကြီးကန့်သက်ထားတာမို့အမြင့်ဆုံးစာရင်းပေးသွင်းဖို့တော့လိုအပ်ပါတယ်။တင်ကြားစေရဲ့အခမဲ့နဲ့ Professional Diploma ဘွဲ့ကို2လခွဲအတွင်းရယူနိုင်ဖို့ assignment fees 3သိန်းခွဲကျပ်သာကျသင့်မှာဖြစ်လို့တင့်ရဲ့အနာဂတ်အတွက်အခုပဲနှွှဲထား Business and Language School ကိုဆက်သွယ်စုံစမ်းလိုက်ပါ